မြို့တစ်ဈေးဟာမြင်းမြို့ရဲ့အလဲဗဟိုမှာတည်ရှိပြီးလူအများစုဈေးဝယ်ကြတဲ့နေရာပါဈေးထဲမှာဟင်းသီးဟင်းရွက်တွေငါးတွေအသားတွေလက်မှုပစ္စည်းတွေအစုံအလင်ရောင်းချနေကြပြီးလူအုပ်ကြီးကစီကားနေတယ်ညနေခင်းအချိန်ဆိုရင်ဈေးသည်တွေရဲ့အော်ဟစ်တန်တွေလူတွေရဲ့စကားတန်တွေနဲ့ပြည့်နှက်နေတတ်တယ်လက်ငယ်ဟာအသက်18နှစ်အရွယ်လူငယ်တစ်ယောက်ပါသူမဟာမြို့တစ်ဈေးထဲမှာသူ့အမေနဲ့အတူဟင်းသီးဟင်းရွက်တွေရောင်းချနေတဲ့ဈေးသည်တစ်ယောက်ပါလက်ငယ်ဟာသူ့အမေကိုကူညီရင်းနဲ့ဈေးထဲကလူတွေရဲ့စကားတန်တွေအပြုအမူတွေကိုစိတ်ဝင်စားစွာလေ့လာနေတတ်တယ်ဒီနေ့ညနေခင်းမှာတော့လက်ငယ်ဟာသူ့အမေကိုကူညီရင်းဈေးထဲမှာလှည့်လည်နေတော့မှရုတ်တရက်ကြီးဈေးထဲကလူအုပ်ကြီးထဲမှာထူးဆန်းတဲ့လူတစ်ယောက်ကိုသူမသတိထားမိသွားတယ်အဲ့ဒီလူဟာရှည်လျားတဲ့အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးမျက်နှာကိုဖုံးအုပ်ထားတယ်သူ့ရဲ့လှုပ်ရှားမှုတွေကလူတွေနဲ့မတူဘဲထူးဆန်းနေတယ်လက်ငယ်ဟာသူ့ကိုစိတ်ဝင်စားသွားပြီးသူ့နောက်ကိုလိုက်ကြည့်မိတယ်ဒါပေမဲ့လူအုပ်ထဲမှာသူ့ကိုမြင်ရတာနဲ့ပျောက်ကွယ်သွားတယ်လက်ငယ်ဟာစိတ်ထဲမှာတခုခုမမှန်ဘူးလို့ခံစားမိတယ်